ပခုတ်ကူမြို့နယ်လေကြောင်းတိုက်ခံရမှုတော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကြဆုံးမကွေးတိုင်းပခုတ်ကူမြို့နယ်ဆောင်ချမ်းကုန်းရွာကိုစစ်ကောင်စီကလေကြောင်းမှဘုံကျဲတိုက်ခိုက်ခဲ့ရာတော်လှန်ရေးတပ်ဖွဲ့ဝင်အနည်းဆုံး9ဦးကြဆုံးပြီး10ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။မေလ9ရက်နေ့ည9:50မိနစ်မှာတစ်ကြိမ်ည8:03မိနစ်မှာတစ်ကြိမ်စစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်သွားတာလို့ဒေသခံအချို့ကပြောပါတယ်။လေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့တိုက်လေယာဉ်ဟာစု30ဖြစ်ပြီးပေါင်900ဘုံ2လုံးကျဲသွားတာလို့ဒေသခံတဦးကပြောပါတယ်။ People Spring အနေနဲ့တိုက်လေယာဉ်အမျိုးအစားနဲ့ဘုံမျိုးစားကိုတော့တိကျအတည်မပြုနိုင်ပါဘူး။ဘုံကျဲခံရတဲ့နေရာဟာတွင်းနက်ကြီးအဖြစ်ကြံခဲ့တာကိုသတင်းဓာတ်ပုံတွေမှာတွေ့ရပါတယ်။လေကြောင်းတိုက်ခိုက်ခံရတဲ့ဆောင်ချမ်းကုန်းရွာဟာမြိုင်နဲ့ပခုတ်ကူမြို့နယ်အစပ်မှာရှိတာလို့သိရပါတယ်။စာတင်ကျောင်းပေါ်ကိုကျဲချသွားတာပါတခုခုသတင်းပေါက်လို့ထင်တယ်လက်ရှိ9ယောက်ကြဆုံးပြီးဒဏ်ရာရသူတွေရှိတယ်လို့သိထားရပါတယ်လို့ဒေသခံတဦးကပြောပါတယ်။ထပ်မံရရှိတဲ့သတင်းအရသေဆုံးသူ9ဦးရှိပြီး10ဦးဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်2ဦးကပြောပါတယ်သေဆုံးသူတွေရဲ့အချက်အလက်သေးစိတ်ကိုတော့မသိရသေးပါဘူး။မေလ1ရက်နေ့မှာပခုတ်ကူမြို့ရှိအမှတ်100တက်မထာနာကျုပ်ဓမ္မခ100ကနေမြိုင်မြို့နယ်ကိုထွက်လာတဲ့အင်အား180ကျော်ပါစစ်ကြောင်းကိုတော်လှန်ရေးတပ်တွေကမေလ2ရက်နဲ့3ရက်နေ့တွေမှာဖျက်တောက်တိုက်ခိုက်ခဲ့တာမှာစစ်တပ်အထိနာခဲ့ပါတယ်။အဲ့ဒီစစ်ကြောင်းတိုက်ခိုက်ခံရပြီးတဲ့နောက်စစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေတာလို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းကရွာတွေကိုလှည့်လည်စစ်ကြောင်းထိုးဖျက်ဆီးနေတယ်လို့ဒေသခံအချို့ကပြောပါတယ်။ဒါအပြင်မေလ6ရက်နေ့မှာပခုတ်ကူမြို့နယ်ကနော်ရွာကနေစစ်သားနဲ့ပြူစောထီးအင်အား180ခန့်ပါစစ်ကြောင်းတစ်ကြောင်းကလည်းစစ်ကူအဖြစ်ထွက်လာပြီးမြိုင်နယ်တဟတ်6ရွာဘက်ကိုဦးတည်နေတယ်လို့စုံစမ်းသိရပါတယ်။အဲ့ဒီစစ်ကြောင်းဟာပထမစစ်ကြောင်းအထိနာနေလို့နောက်ကလိုက်ထွက်လာတာလို့ဒေသခံအချို့ကပြောပါတယ်။မေလ1ရက်နေ့ကထွက်လာတဲ့စစ်ကြောင်းကလေးတန်းတစ်ကြီးတော့ပေါက်ပင်ကိုင်းရွာတွေမှာပဲရှိနေပါတယ်။အလားတူမေ6ရက်နေ့ကပခုတ်ကူမြို့နယ်ကနော်ရွာမှထွက်တဲ့စစ်ကြောင်းကမြိုင်နယ်တဟတ်6ရွာဘက်ကိုဦးတည်နေပါတယ်။တမခ100ကားထွက်လာတဲ့စစ်ကြောင်းဟာမေလ6ရက်နေ့မှာမြိုင်မြို့နယ်ကလေးတန်းရွာဖုံးတော်ကြီးကျောင်းကိုမိရှို့သွားတယ်လို့ဒေသခံအချို့ကပြောပါတယ်။ဒါအပြင်မေလ4ရက်ညပိုင်းမှာလည်းစစ်ကောင်စီကမြိုင်မြို့နယ်အတွင်းကိုလည်းလေကြောင်းတိုက်ခိုက်ခဲ့သေးတယ်လို့ဒေသခံအချို့ကပြောပါတယ်။နေ့စဉ်အချိန်နဲ့တပြေးညီသတင်းတွေသိဖို့အနီရောင်ခလုတ်လေးကိုနှိပ်ခဲ့ပြီး channel လေးကို subscribe လုပ်ခဲ့ပါ။